လက်ချတာလက်အောက်ချတာလာဆက်လေဟာလားထိတာလားခါထိကြောက်ကုန်ရောက်ပါနေနော်ထိုးခေါင်းကတော့ခါရောက်နေတင်မလေးရရင်ဒါခါနာတဲ့လူခါကြိုညှက်တာရယ်ဟုတ်တယ်ဟောဒါခါကြိုညှက်တာရယ်ဟိုရှစ်ထောက်တို့ဒရက်တိတ်ဆွေးလို့မရတာရယ်ခါကြိုညှက်တာရယ်ဒါပေါင်ကြိုက်တာရယ်ဟိုလမ်းမလျှောက်နိုင်တာရယ်လမ်းလုံးလုံးမလျှောက်နိုင်တာရယ်ဒါပထဝီကျိုးတွေဒါပထဝီကျိုးတွေနားလေးမနာဘူးလေသူကခံလို့တကောင်းတယ်သူကဒါလက်မောင်းကြတာလက်မောင်းကြိုက်တာလက်စိတ်လေဖျက်ပြီးတော့လက်ဟိုလက်မောင်းကြတော့လက်မောင်းပြုတ်သွားတာချက်ချင်းတင်လို့ရတယ်ဟိုတုန်းကတော့နားမလီဘူးအနှိမ့်သက်ပဲရတယ်နာရကျင်တာမရှိဘူးလေဖြတ်ပျောက်ကွင်းနိုင်တဲ့ယောဂါကလေဖြတ်တွေးရိုးစီးချိုအထုံးအကျင်းဟိုမတချမ်းခါအပိုင်းဖြတ်သွားတာရယ်လုံးဝမသွားနိုင်တာတွေရယ်နောက်တစ်ခါလက်မုံပြုတ်သွားတာတွေပုံပြုတ်သွားတာတွေသူကအထုံးအကျင်းအကြိုက်ဒူးကြိုက်ပုံကြိုက်အကြိုက်နဲ့မှန်တယ်မြအကုန်ရတယ်နောက်ကျတက်နောက်ကျတက်ဆိုဒီကောင်းတယ်ဒါနဲ့ထင်လေဖြတ်ပြီးတော့ပါရွေးသွားတာတွေအာရွေးသွားတာတွေချက်ချင်းရတယ်ဘယ်နှစ်ကြာဟောတော့ဒါခါကျိုးညှက်နေတာဟာအခုချက်ချင်းသိတာလို့ပဲမဟုတ်ပေနဲ့တော့3နှစ်ရှိချီ4နှစ်ရှိချီကျွန်တော်စီပြန်လာလူများနဲ့ဟိုတွေးပြီးတော့ပြန်လာတာပြန်သွားရင်ကောင်းကိုကလက်တွေ့လောက်တဲ့လူမဟုတ်လားစာတွေ့လောက်တာမဟုတ်တာအော်တပိန်သေသွားတာနောက်ရှိသွားတာတကူလုံးလက်ကတော့ကျွန်တော်မနိုင်ဘူးကူတော့ကျွန်တော်နိုင်တယ်နီးစနစ်နဲ့တကူလုံးရှိသွားတာတွေရယ်လုံးဝလမ်းမချောက်နိုင်တာတွေရယ်ထုံတာတွေကျင်းတာတွေရယ်လေဖြန်းလေငန်းတွေးရိုးစီးချိုပေါင်ကြိုက်ဒူးကြိုက်ခါကြိုက်အကျိုးညက်ဒူးဆိုအေယာမအလုံးကြီးဒီမှာဒူးကြိုက်တာဒါဟာလေလက်မောင်းဆိုတာပျောက်ကျသွားတာပြန်ချက်ချင်းပြန်တင်လို့ရသူ့အတူဘယ်နှစ်ကြာဘလောက်ပင်ဟောစားပေါ့နှစ်9နှစ်မကြာဒါအင်္ဂလိပ်လိုတော့နားမလည်ဘူးကျွန်တော်ကတော့အမှန်တမ်းပြောတာဒါမိဘရောရဇာဝနာဒုက္ခတန်ရင်ဇာဝနာဒုက္ခတန်ရင်မြန်မာအကျိုးနဲ့အကျိုးပြင်စိတ်ထိဝင်စေတနာနဲ့ဓာတ်အပညာ
အကျိုးပြင်အကျိုးနဲ့ပတ်သက်လို့ကတော့လာပဲတချို့ခါကျိုးညှက်တာရဲ့ပေါင်ထဲမှာကွက်ပြီးတော့နော်ကြိုက်နေတာရဲ့နောက်တစ်ခါခါကျိုးလွဲသွားတာတွေရဲ့ဒူးကြိုက်တာတွေရဲ့ဟုတ်တာရှီကြိုက်တာတွေရဲ့ရှီဖြားကြိုက်တာတွေရဲ့တကုံလုံးကြိုက်ခဲ့တာတွေရဲ့သွေးသွေးရှိလေတလိုက်မှန်တယ်မြအကုန်ရတယ်ဘလို့နေတော့ဘလောက်ကြာလေလက်နာစုံတော့ပျောက်တာပဲလက်နဲ့လေးကူပေးတယ်သွားသူဒီကိုလာလို့ရှိရင်ဟို2ယောက်မှီလာရတယ်ဟုတ်တော့အေးပြန်သွားရင်အကောင်းမပိုင်ရင်မလုပ်ဘူးလေဒီရင်ဘတ်အကျိုးတွေသူကဆက်နေဆိုနောက်ကပို့ဆိုဒီကလည်းချီရောနောက်ရပို့တာပထဝီကျိုးတွေကိုဒီနေရာတွေလေဖြတ်တာဆိုရင်တော့သူ9နှစ်ကြာ9နှစ်ကြာအင်္ဂလိပ်နဲ့တော့မသိဘူးကျွန်တော်ကတော့အကျိုးပညာနဲ့ဗမာတိုင်းရင်းမြန်မာတောက်ဆင်းနေရတော့လူစေးလိမ့်စေရတော့အာမခံရေးရခံရတယ်ဒါကတော့သာမဏဒုက္ခတိုင်းရင်းမြန်မာဆရာဥကျူသူနော်အကျိုးပြင်ဇေယျကြီးမြို့ထန်းတပင်ဇေယျကြီးမြို့တတော်ဦးရောက်ွက်ဇေယျထန်းတပင်မြို့နယ်နေရာဘယ်မှာနေလဲဆိုတတော်ဦးရောက်ွက်မှာဇေယျကြီးမြို့တတော်ဦးရောက်ွက်ဆရာဥကျူသူဆိုမေးလိုက်ရတယ်လိုင်းမှာလည်းဖုန်းနံပါတ်နဲ့တင်ပေးမယ်ခင်ဗျားကိုက3နှစ်ကြာပါသေးလာလို့ရှိရင်အဲ့ဒါဂျိန်းတောင်းပါဘူးလူ3ယောက်ဟိုဘက်1ယောက်ဒီဘက်1ယောက်ကူရတယ်ပြန်သွားရင်1ယောက်တည်းအကောင်းအကျိုးညှက်တာတွေရဲ့ခါကျိုးညှက်တာတွေရဲ့သကြီးလွဲတာတွေရဲ့ဒူးကြိုက်တာတွေရဲ့ခြေစစ်လက်စစ်ကြိုက်တာတကူလုံးကြိုက်ခဲ့တာရဲ့ပေါင်ကြိုက်တာတွေရဲ့လက်မောင်းကြားတာတွေရဲ့သွေးရိုးစီးချိုလေဖြန်းအစ်စ်လွဲတာတွေဒူးကောင်းတွေတခါလေးဆေးထိုးသေးလို့မပြောင်းနိုင်တာတွေအနေကငါတော့ပဲခုပဲသိတာခံစားရမှာပဲအင်္ဂလိပ်စင်ပါဦးတိုင်းရင်းမြန်မာဆေးနည်းရဲ့အကျိုးအလိမ့်ဆေးတောက်ဆေးလက်နဲ့လေးပြင်တယ်ဆဲနဲ့လေးပြင်တယ်ခုတော့ကချက်ချင်းသိလိမ့်မယ်ရောက်တယ်မလားခါတယ်အကုန်လုံးကျိုးတယ်ရောဥမာတရားဒူးနာဘလို့နေတော့နိုင်မလားပြန်ကလေးစီခါနာရာဘလို့နေသေးတော့ဒီအောက်ကတင်ပါလေးနှိမ့်တယ်အသားဖြိုးပလိုက်တယ်ကိုလက်ဦးလာခါနဲ့ကူနှိမ့်နေတာနဲ့ကိုသိတယ်လက်ဦးလာတာနဲ့လာတဲ့အခါရဲ့ကူနှိပ်ပြီးခါရဲ့ဆေးကူပြီးခါရဲ့ပြီးစီးသွားတဲ့အခါရဲ့ဘလို့အကျိုးဘလို့အာနိတအမြတ်ဘလို့ခံစားရလဲဆိုတာကိုသိတယ်ဟိုကိုသမုံကုံတင်ပြီးတော့ကြွားနေစရာလည်းမလိုဘူးလူနာဆရာကတပည့်ပဲလူအဲ့လေ
လူနာကောင်းတယ်ဆိုမှကောင်းလို့တက်တက်ခံရမယ်မကောင်းပြောကောင်းလို့ပြောဒါကျွန်တော်ကနှစ်ခါရှိပြီပြောတာအမှတန်းရင်မြန်မာဇာမနာဒုက္ခဆေးတယ်အကျိုးအယိုးအကျိုးပြင်ဓာတ်အန်နဲ့သိတိဝင်ဆေးတော့အကျိုးပညာပြကွင်းနိုင်တဲ့ယောဂါကစီချိုသွေးချိုပေါင်ကိတ်ဒူးကိတ်ခါကိတ်ခါကြိုညက်ခါအကုန်းအကျိုးကပ်လက်မောင်းကြတာတွေရယ်လေဖြန်းအထုံအကျင်းလက်တွေမြောက်မရတာတွေလက်တွေကပ်နေတာတွေရယ်ချက်ချင်းဆိုဆက်ချင်းပဲလက်မြောက်မရတာတွေလက်ကပ်နေတာတွေရယ်နောက်ဇက်တွေကိုလှည့်လို့မရတာတွေရယ်ခေါင်းတွေကိုမိုးလို့မရတာတွေရယ်တင်မဆုံကိုက်နေတာတွေရယ်ဟိုတကြီးလွင်းနေတာတွေရယ်ဒူးကြိုက်တာတွေရယ်တကူလုံးကြိုက်ခဲ့တာတွေရယ်နောက်လေးဖက်နာရိုးတခုလို့ရှိရယ်သွေးလေးဖက်နာနဲ့အရေပြလေးဖက်နာတော့လက်မခံဘူးကူးလည်းမကူးတတ်ဘူးအဲ့ဒါကတော့အမှန်တမ်းပြောတာကိုနားမလီဘူးစီးချိုသွေးချိုမကြောက်ဘူးဆိုလုံးဝကတော့လည်းမကတော့နဲ့အလကားစီဝိဒဌာနလုပ်ပေးလိုက်မယ်ကျွန်တော်ကကြေးမဖြတ်ဘူးလေကျွန်တော်ကူးနေတာဟုတ်တယ်မဟုတ်လားကျွန်တော်ကြေးဖြတ်ပြီးကူးတဲ့ဆရာမဟုတ်ဘူးမရှိတဲ့လူလေးကူးပေးရှိတဲ့လူလေးကူးပေးတယ်ကျွန်တော်ကအမှန်တိုင်းပဲတထေးလေးမဖြစ်ချင်ဘူးသူနဲ့ကိုမျှတသူလေးသက်သာမယ်ကိုလေးဟိုဆေးဝါးတယ်ပြန်ဖွန်နေရမယ်ဂရုငွေနဲ့ကျွန်တော်ကအလုပ်လုပ်တာအကြေးဖြတ်မှကူးတယ်ဆိုတာအဲ့ဒါကြီးကကိုထက်ကမဟုတ်တော့ဘူးအောက်ကိုတက်တယ်ဆရာ ကိုလုံးအပေါ်ရအထက်ရအောက်ကိုရသွားတယ်လေကွာဒါအောက်ကိုပြကောင်းစားကိုလုံးကတ်နေတာတွေနောက်အပူထုတ်ဟုတ်တော့ကိုကလာမျိုးစစ်ဒါရီအောင်မနော်ပဲဒါရီကနောက်ကလာနေတာမိမပဲရလေလေးလန့်ကူကျွန်တော်ပြောက3နှစ်ပြည့်4နှစ်3နှစ်ကြာ4နှစ်ကြာနော်ခေါင်းစားတယ်လေခေါင်းအဲ့ဒီမှာအကျိုးရှိတယ်အောင်အကျိုးရှိတယ်တော့မရောက်ဘူးမရောက်ဘူးကွာရှိနေတင်ပြလိုက်လေအပေါ်တင်ပြလိုက်လေကျုံပေးလိုက်လေဒါဖယ်လိုက်ရတယ်ဖယ်လိုက်စက်မကူတော့ဘူးဒါခါကိုကူတာတမျိုးလေခါရဲ့ခေါင်းရဲ့အကျိုးဘလောက်ပင်တက်နောက်ကျိုးဘလောက်ပင်တက်နောက်ဒီတစ်ခါလက်ချတာသွားတော့ရောက်တယ်ဟလားဒါလက်ကူပေးရတယ်ဆိုတာအဲ့ဒါကြည့်ထားသွားနော်ဒီလက်ဖြတ်ထိသွားနော်လူကုတ်သွားပဲဒါခါကူးတာနော်ခါကြိုညှက်တာကူးတာသူကသူ10နှစ်ကြာ9နှစ်ကြာ9နှစ်ကြာဘယ်လောက်ကြာဒါတမျိုးလက်မောင်းကြလက်မောင်းကတ်လက်မောင်းကြတာရယ်ပျောက်တဲ့ယောဂလက်မောင်းပျောက်တဲ့ယောဂလက်မောင်းကတ်တာရယ်နောက်တစ်ခါလက်မောင်းကြသွားတာရယ်နောက်တစ်ခါဟိုနောက်ဇက်ကြိုထိုးတာရယ်နောက်ကြိုတက်တာရယ်နောက်တစ်ခါပေါင်ကိုဆွေးအောက်ပိုင်းကိုလုံးဝဆွေးလို့မရတာတွေရယ်နောက်တစ်ခါအောက်ပိုင်းဖေးနေတာတွေရယ်အဲ့ဒါတွေအကုန်လုံးရတယ်ထားကြည့်သွားကြည့်โอเคလားโอเคနော်ပေါ်သွားနော်ဒါပဲထိုင်လိုက်
ဟုတ်ကဲ့နော်